မင်္ဂလာပါဗျာဒီကမှာတော့ကျွန်တော်ငွေထုံနည်းဗီဒီယိုကြောင့်တော့ဆောင်ဖြစ်ပါတယ်ကျွန်တော်ငွေထုံမယ်ဆိုကျွန်တော်ငွေထုံမီကိုရွေးပေါ့နော်ရွေးပြီးလို့ရှိရင်ကျွန်တော်ဒီမှာဝေးရှိမယ် K ပေးရှိမယ်ကျွန်တော် AYN ပေးရှိမယ်ပေါ့နော်ကိုထုတ်ချင်တဲ့ဘန်နဲ့ကိုထုတ်လို့ရတာပေါ့နော်အကောင့်နဲ့ပေါ့နော်ကျွန်တော်ကဝေးနဲ့စမ်းပြလိုက်မယ်ဝေးဆိုရင်ကျွန်တော်ဒီမှာကိုဘာနဲ့လက်ခံမှာလဲကိုလက်ခံမဲ့နာမည်ပေါ့နော်ကျွန်တော်ဥမာမောင်မောင်ပေါ့ဒါကျွန်တော်စမ်းပြတာပေါ့နော်ဒါဖုန်းနံပါတ်ပေါ့နော်ကိုငွေလဲလက်ခံမဲ့ဖုန်းနံပါတ်ပေါ့နော်ဒါစကားဝတ်ပေါ့နော်ကျွန်တော်အဆောက်ဖွင့်တော့ကျွန်တော်တို့ဟိုစကားဝတ်တွေထည့်ရတယ်အဲစကားဝတ်ကိုကျွန်တော်တို့ပြန်ထည့်ရမှာပေါ့နော်ဒါတော့ကိုဘယ်လောက်ထုတ်မှာလဲကျွန်တော်ကအမှ9000 1000ရှင်ဒါမှမဟုတ်ရင်အောက်ကနေပြီးကိုထုတ်ကျင်တယ်မှာ3000တို့ပါတို့အဲ့လိုရှိုက်ပြီးတော့ကိုထုတ်လို့ရတာပေါ့နော်ကျွန်တော်9000နဲ့ဆက်ပြလိုက်ပါနော်အဲဆိုရင်အတီးပြီးကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ရပြီပေါ့နော်အဲ့ဒါလိုမှမဟုတ်ဘူးကျွန်တော်တို့ကဒီဟာတွေကိုကျွန်တော်တို့ကအမြဲတမ်းဖြည့်နေရတယ်အမြဲတမ်းမဖြည့်ချင်ဘူးဆိုကျွန်တော်တို့တင်ထားလို့ရတာပေါ့နော်အဲ့ဒါဘယ်လိုတင်ထားမလဲဆိုတော့ကျွန်တော်ဝေးကိုကျွေးလိုက်ပေါ့နော်ဒီမှာအကောင့်ထည့်ရမှာကျွန်တော်ဝေးကိုကျွေးလိုက်ရွေးပြီးလို့ရှိရင်ကျွန်တော်တို့ကမောင်မောင်ဆိုကျွန်တော်ကိုယ့်အကောင့်ကိုတင်ထားတာပေါ့နော်ဒါလည်းဖုန်းနံပါတ်ပေါ့နော်ဒါလူဝဲနံပါတ်အဲ့တော့စေ့ထားလိုက်ပေါ့နော်စေ့ထားပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ကောင်ကိုကျွန်တော်တို့စေ့ထားပြီးလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ကျွန်တော်တို့နောက်တစ်ခါငွေထုတ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဝေးဆိုရင်ကျွန်တော်ဒါမှမဟုတ်ဝေးမှာမဟုတ်ကျွန်တော် KPO ARP အဲ့လိုစေ့ထားလို့ရပါတော့နော်၃ခုလုံးပေါ့နော်ကျွန်တော်ဝေးကိုနှိပ်လိုက်ပြီးဆိုရင်အကောင့်အော်တိုဖြည့်ပြီးသားပေါ့နော်အဲ့ဒါနဲ့ကိုထုတ်ခြင်းတဲ့အမောင့်ကိုကျွန်တော်တို့ကဒီကနေပြီးတော့အတီးပြူမျိုးနှိပ်လိုက်ပေါ့နော်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်အရပြီပေါ့နော်အဲ့ဒါဒီမှာငွေမှတ်တမ်းထဲမှာတပ်ပေါ့ပါပေါ့နော်ကျွန်တော်ငွေထုတ်ပြီးပန်းနှင်းဖြစ်နေတယ်အဲ့ဒါအဒမင်ကနေပြီးတော့ငွေလွှဲပေးတယ်လို့ရှိရင်ကိုယ့်ရဲ့အပြင်ကနေပြီးတော့ဝေးအကောင့်နဲ့ငွေလွှဲရောက်လာပါပေါ့နော်ဒါလေးပါပဲနော်